OK ကျွန်တော်ခုချိန်မှာဆိုရင်တော့ရက်ကက်ထဲကညီကိုကလေးအကိုအဖွားအဖေအမေအားလုံးပဲကျွန်တော်ရဲ့ဒီပါဘောဗျာလက်ဝဲထိုးပွဲလေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်โอเคခုချိန်မှာဆိုရင်တော့ဖြင့်ကျွန်တော်တို့ဘက်က2သင်းရောရောက်ရှိလာပြီဗျာရက်ကွက်ထဲကကျွန်တော်2သင်းရောက်ရှိလာပါပြီကျွန်တော်အားတော့ဒီအပြာရောင်အသင်းဖြစ်တဲ့ကျွန်တော်မောင်ကျော်ကြီးတို့အသင်းနဲ့ကျွန်တော်တို့မောင်မတ်တို့အသင်းတို့ကရှင်ပြန်ထိုးတက်သွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဟိုပါဗျာโอเคဒါကတော့ဘောင်စင်ထိုးပွဲလေးပဲဖြစ်ပါတယ်ဒီကတော့နာမည်အမီမတိကျော်ဒိုင်းဖြစ်ပါတယ်โอเคနှုတ်ဆက်လိုက်ပါအောင်အားလုံးမင်္ဂလာပါကျွန်တော်တို့ကျွန်တော်နာမည်အမီမတိဒိုင်းပါဗျာကျွန်တော်ဒီဒိုင်းရဲ့ရက်ွက်ချင်းပါတယ်ဟောကျွန်တော်ကိုယ်တိုင်ပဲဦးစီးခဲ့ဟာဒီဆိုရင်တော့ဖြင့်ဒီလက်ဝဲထိုးပွဲမှာဆိုရင်တော့ဖြင့်on the day ရှင်းလက်နဲ့တော့ယူခဲ့မရှိဘူးဗျထိုးဝင်တော့ရှိတယ်ဗျဒါပေမဲ့ကျွန်တော်မထိုးဖို့လည်းမျောနေပါတယ်ဗျโอเคဒါတော့ပြောချင်ပါတယ်ဗျโอเคခုဆိုရင်တော့ကျွန်တော်တို့အင်တာဗျူးရပါပြီโอเคခုဆိုရင်တော့စပြီးတော့ထိုးတက်နိုင်ပါပြီဆိုပြီးတော့ကျင်းညာလိုက်ပါပြီဗျာโอเคပထမဆုံးမောင်မတ်တို့ဘက်ကနေပြီးတော့ကိုအုံးဒီကနေပြီးတော့အရင်ဆုံးကြော်ဝါပါဗျာလီကားပေါ်ရင်တက်ပြီးတော့ရောက်ရှိလာပြီဖြစ်ပါတယ်โอเคခုမှဆိုရင်တော့ညနေနဲ့စောင်းဘက်မှာထိုးရဆိုတော့မီးလေးပါကြီးထုံးမိတာတယ်ဗျာโอเคကြော်ဝါပါဗျာအဲ့ဆိုစပြီးဒိုင်လိုကြီးနေနေတာကြော်ရနည်းနည်းလေးခုံမြန်ကြော်လာပြီးတော့အနောက်မှာပဲသူနေပါလို့လဲသူအလဲမှာနေထိုးခံရမှာဆိုလို့ဗျာโอเคဟိုကြော်ကြီးတို့ဘက်ကလည်းကြော်ရဟောဗျာမောင်စတော်ပဲရောခေါ်လိုက်ပါပြီโอเคမောင်စတော်ပဲရဆိုရင်တော့ဖက်ရှင်အပြေးဝဒီဇိုင်းအလှပဂျိုကာအင်ကြီးနဲ့ဂျိုကာဗာလဲကြော်ရကီယိုညက်လာဖြစ်ပါတယ်โอเคဒီကျွန်တော်တို့ရဲ့ကိုနက်ကတော့ကြော်ရငညိုရောဗျာโอเคLet's go ready steady go စဗျာကြော်ရ okay ကိုနဲ့နေရတော့သူ့ရဲ့ကုံမြန်ကြော်လာတော့တင်ကုန်နေဗျာ okay ကြော်ရဟို strawberry ရလဲချတယ်ယော့အမအိုးကြော်ထိုးတာတော့မကန်နေရဗျခုကကြော်ယော့အမ strawberry ချတယ်ယော့အမကိုနဲ့လှုပ်လိုက်တယ်လွင့်သွားတယ်ဗျာ strawberry okay ခုမှဆိုရင်တော့ပြင် strawberry ရတော့ခြေတော့ကနည်းနည်းခွေသွားပြီဗျာ okay ဒါပေမဲ့လည်းကြော်ရခြေတော့ခွေရင်မလဲ strawberry ဘက်ကအရှုံးမပေးဘူးဗျ okay ကျုံးတယ်哟 ，celebration 哟啊 ，OK， ကိုနဲ့ကိုကျုံးတက်လိုက်တယ်ဗျာဖုန်းကြော်ရီကိုနဲ့နေနေတော့ तू ကဒီ strawberry လောက်ကတော့အသားလေးပဲဆိုလက်သီးတစ်ချက်လောက်ကျွေးလိုက်တယ်မောက်သွားတယ်ဗျာအမှကျော် strawberry ရလဲပြန်ထလာတယ်သူခြေကျိုးပေမဲ့ကျော်ရီအသက်မကြီးသေးဘူးဆိုတော့ဒါပေမဲ့ယောဆိုပြီးချထားလိုက်တယ် okay အမှဆိုရင်တော့ပြင်ကျော် strawberry ရတော့ဘာမှမဖြစ်ကိုနဲ့ကတော့ဘာမှမဖြစ် strawberry ကလဲသွားတယ်ဗျာအမှကျော်ကိုနဲ့ကရောမင်းလား strawberry ဆိုပြီးတော့အမှခြေထောက်နဲ့ပိတ်ကန်တယ်ဗျာအမှဟောနေပြောယောဆိုတော့ပြလိုက်တယ်ဗျာသူခြေထောက်ကျိုးရင်မဲ့လဲတကွပြလိုက်တယ်ယောဖုန်းကျော်ရီသွားဖြီးနေတဲ့ကိုနဲ့ကြီးကိုမလို့ကန်လိုက်မှာဟိုကကျော်ရီပါလေဘိုက်စကယ်ကင်းနဲ့ပြန်ကန်ပေးလိုက်တယ်ဗျာဖုန်းကျော်ရီလက်သီးနဲ့ပါတစ်ချက်လောက်နှစ်ချက်လောက်သုံးချက်လောက်လေးချက်လောက်ထိုးထလိုက်တယ်ဗျာအမလွင့်သွားရဖြစ်ပါတယ်ကျော်ရီ okay ဒီကတော့ပွဲရတော့မပြီးသေးဘူးဗျာကျော်ကိုနဲ့က99ကြီးရှိလားမဆိုတော့တဲ့50% မှာကျွန်တော်ဒီဂျိုကာstrawberry ဘက်ကတော့32% လောက်ပြစ်နိုင်တယ်ဗျဒါပေမဲ့သူ32% လို့ရဲ့စကားကိုကြားလိုက်တော့စိတ်ထိုးပြီးတော့ကိုနဲ့ကိုပြစ်ထိုးတယ်ဒါပေမဲ့ထိုးလိုက်တဲ့နေရာဘိုက်ဖြစ်နေတော့လဲကျွန်တော်နည်းနည်းလေးတော့အီဆောက်သွားရင်ရှိတာဘာမှမဖြစ်ပါဘူးဗျာ okay ဒီတာကက်ကတော့ခေါင်းကိုထိုးရင်ကျွန်တော်ဟောဗျာရှင်းနိုင်ကြီးကတော့မရှိဘူးဗျ okay strawberry ပြုတ်ကြတယ်ဒါပေမဲ့ strawberry ကိုMichael Jackson ကွက်နဲ့ဒေးချေးလေးလှုပ်တယ်အေးဆေးလေးလှုပ်တယ်ပြင်သူ့ခေါင်းတိုက်ကွက်နဲ့လှုပ်ကျုံးနဲ့ဖုန်းအမသွားပြီးနဲ့ကိုနဲ့မောက်သွားဖြစ်ပါတယ်โอเคသွားပြီးနဲ့ကိုနဲ့မောက်သွားရင်မလဲ strawberry ပဲပြန်မောက်သွားပါကြော်တယ်သွားပြီးနဲ့ကိုနဲ့က strawberry ကိုကင်ပြီးတော့အမမင်းလား strawberry ဆိုပြအမကြော်ရီရင်ဘက်နဲ့ drown နဲ့တွေ့တယ်ဗျာအမကြော်ရီဟို strawberry ကနေပြောတယ်ယောမင်းမသိမဲတော့ငါတို့ခြေထောက်ကျိုးသွားလို့နော်ယောဆိုပြီးတော့ကျော်ရီကိုနဲ့ခြေထောက်ကိုတခြားတည်းချိုးလိုက်ရတယ်ဗျာโอเคကိုနဲ့မှာဆိုရင်တော့ပြslow motion လေးနဲ့လဲတယ်ဒါပေမဲ့ तू ကနေပြီးတော့မင်းလားကွာဆိုပြီးတော့လက်ကိုခြေထောက်ထိုးချလိုက်တယ်ဒါပေမဲ့ဟိုကဘာမှဖြစ်သွားပါဗျာโอเคယောအမခေါင်းလိုက်ကွာနဲ့ဟိုကနေဘိုက်စကယ်ကင်းနဲ့ပြန်ကစ်တယ်ယောအမအိုးကောင်းတယ်ဗျာနေအောင်သားတော့ AC ပေးစီလေးလွင့်သွားတယ်ဗျာโอเคခုဆိုရင်တော့strawberry မှာဆိုရင်တော့စီးပြန်ထွက်သွားပါပြီဒါပေမဲ့ကျော်ရီသူ့ကိုဒိုင်ကနေပြန်ခေါ်လိုက်တယ်ဗျာယော့အမကျော်ရီဟိုဆိုရင်တော့
strawberry ရောမောက်ကျော်တွေဟိုကိုကိုနက်ရောမောက်သွားပါဒီတိုင်းမဲ့ strawberry ကိုကိုနက်ကနေပဲယော့ကွာဆိုပြီးတော့နေအောင်ကျော်တွေယော့ကွာဆိုပြီးတော့မထိုးသေးပါဘူးကျော်တွေနေအောင် तू ကစူပါမန်လို့ကွက်တွေပြပြီးတော့ယော့ဆိုထိုးချလိုက်တာကျော်တွေခါပြက်သွားတယ်ဗျာခုနိုင်ရရှိသွားတဲ့လူကတော့ strawberry ပဲဖြစ်ပါတယ် strawberry မှာဆိုရင်တော့သူ့ရဲ့ခြေထောက်ပြက်ခံမျိုးကိုကိုနက်ကိုကြော်တွေပထမဆုံးဒီပြိုင်ပွဲမှာပထမဆုံးနိုင်ခဲ့တဲ့လူရောဗျာ okay သူအောင်မဲခံတယ်ဗျာ Ronaldo ဆူဆိုပြီးအောင်မဲခံလိုက်တယ် okay သူ့မှာကြော်ခြေကျိုးခါကျိုးလက်ကျိုးအနေနဲ့ကြော်ကိုကိုနက်ကိုတခါတည်းနှစ်ပိုင်းဖြတ်လိုက်ရဗျာဒါနှစ်ပိုင်းဖြတ်တာတော့သူ့ရဲ့ခြေထောက်နဲ့ဖြတ်တာနော်ကြော်ရိုးတဲ့နဲ့စကင်းနဲ့တော့မရဘူးဗျโอเคနိုင်ရရှိသွားတဲ့လူကတော့ strawberry ကြော်လက်ခုံးလေးကြားနေပါတယ်โอเค strawberry အနေနဲ့ကတော့နောက်တဲ့ဘလို့ရှင်းတန်းထိုးတက်သွားမလဲတော့မသိပါဘူးခုဆိုရင်တော့ကျွန်တော်တို့ဘက်ကနေပြီးတော့စီးတိုင်းတွေကလာပြီးတော့ strawberry ကိုကြော်တွေပါဗောဗျာစီးထိုးပေးလိုက်ပါတယ်ရော့အမရော့ strawberry ကိုကြော်သူ့ကိုနိုင်တဲ့အတွက်ရောကြော်တွေပါဗောအသက်ရှင်သေးထိုးပေးလိုက်ပါတယ်โอเคဒါမှလည်းစီမကောင်းတာပဲ strawberry ရဲ့စတော့တစ်ဖက်ကတော့ကျိုးသွားပြီโอเคပါမဖြစ်ပါဘူးသူဒါမှလည်းဝါဘက်ကကြော်တခါတည်းကြော်ဝါပေါ့ဗျာမလုပ်ပါဘူးတခါတည်းမလုပ်သေးပါဘူးကြော်ပြောမှဆိုရင်တော့သူ့ရဲ့ခြေလက်တွေကိုကောင်းအောင်လို့ပြန်ဆက်ပေးမှာဖြစ်ပါတယ်โอเคအနေဆုံးကြော်ဘန်တစ်လေးပါတွေမထုတ်ပါဘူးကြော်ပြီးရင်သူတို့အနေနဲ့ကကြော်ပြောမှဆိုရင်တော့ကြော်6ထောက်ပြက်နေတဲ့နေရာကိုဆွတ်လိုက်မယ်ရော့ကြော်6ထောက်ပြက်နေတဲ့နေရာကိုဆွတ်လိုက်တယ်ဗျာရော့โอเค6ထောက်ပြက်နေတဲ့နေရာကိုသူဆွတ်လိုက်တယ်ရော့ဆွတ်လိုက်လေအေးကြော်ဆွတ်ပြီးတော့ကတ်လိုက်ပါတယ်ဗျာโอเคခုမှဆိုရင်တော့6ထောက်ကပြန်ဆက်သွားပြီ let's go strawberry နေနဲ့တော့နောက်တစ်ခါဘယ်လိုလုံးလဲကျွန်တော်မသိသေးပါဘူးဒါပေမဲ့လည်းကျွန်တော်တို့ရဲ့အနေနဲ့ကတော့ဝါပေါ့ဗျာ strawberry ကတော့ဘယ်လိုလောင်းလဲဆိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ် strawberry ကိုကျွန်တော်နည်းနည်းလေး regeneration ဆေးထိုးပေးလိုက်တယ်အမ strawberry ကပြန်ကောင်းသွားတယ်ဗျာ okay let's go strawberry အနေနဲ့တော့ကျွန်တော်သူ့6ပြန်ကောင်းသွားတဲ့ရန်ဂျီနူ1တာပျော်ရှင်သွားပါတယ်ဗျာ okay ကျွန်တော်ရဲ့ so set for ကျွန်တော်ဝါပေါ့ဗျာကိုကိုနက်ပါကိုကိုနက်ရှုံးတဲ့အနေနဲ့ကျွန်တော်ဒီကိုကိုနက်ကိုကျွန်တော်စီးပြန်ထုတ်ပြီးတော့ကျွန်တော်ထုတ်လို့ရပါပြီစီးပြန်နေကျွန်တော်ဒိုင်ရန်ထုတ်လိုက်ပါပြီဝီကျွန်တော်ရှော့သွားပြီကိုကိုနက်ကကျွန်တော်โอเคခုဆိုရင်တော့ strawberry ကတော့နောက်တစ်ပွဲတက်ခွင့်ရသွားပြီဖြစ်ပါတယ် strawberry အနေနဲ့ကတော့သူဝမ်းသာပါရောဗျာနောက်တစ်ပွဲကိုသူလုံးနိုင်ခဲ့ပြီဆိုโอเคခုဒုတိယမြောက်ပွဲမှာတော့ကိုငပြောသီးတို့နဲ့ကျော်ရီကွာကျော်ရီတို့ဘက်ကကိုငပြောသီးတို့နဲ့ကျွန်တော်တို့မက်ဘက်ကနေပြီးတော့လိန်မော်သီးတို့ထိုးသက်ချင်းတိုင်များမှာပဲဖြစ်ပါတယ်โอเคကျွန်တော်လိန်မော်သီးကညောဒေါင်းဆောင်မကလည်းဝီလို့ကောင်းကန်လိုက်ဒိုင်းလွင်းတော့ရှော့သွားတယ်ဗျာโอเคဒိုင်းနေနဲ့ကသူ့အနေနဲ့ကျွန်တော်သိတယ်ဗျာအဲ့လိုကန်မယ်ဆိုတာဒါပေမဲ့သူဒါပေမဲ့သူဟွာပေါ့ဗျာသူဒီထိုးမဲ့လူတော့သူဟွာပေါ့ဗျာစိတ်မဆိုးပါဘူးအကြောင်းကသူဟွာပေါ့ဗျာနည်းနည်းခါကျိုးသွားတဲ့သူနားယူမယ်ဆိုပြီးတော့ခဏလောက်ကျွန်တော်အိတ်လိုက်ပါတယ်ဗျာခလူးထိုင်ရတော့ခုအိတ်နေပြီဖြစ်ပါတယ်โอเคဘယ်နဲ့သူရှော့မလဲတော့မသိဘူးဗျာโอเคခုဆိုရင်တော့ဝါရောင်တဖိတ်နဲ့လိန်မော်ရောင်တဖိတ်နဲ့ကျွန်တော်မြန်မာလူကြီးကြွလာတဲ့လူနှစ်ယောက်ကတော့ငါပြောသီးနဲ့လိန်မော်သီးလို့ပဲဖြစ်ပါတယ်โอเคလက်ကိုသလင်းနဲ့ကြိုးစိုးလိုက်ပါပါမြောင်းโอเคစာဗျာโอเค let's go ခုလိန်မော်တီးကနေပြီးတော့ပြောလိုက်ဗျာဟေးမင်းငါပြောသေးလားမင်းကအတီးတက်ပြီမဲ့ငါပြောသေးကနေပြန်ပြောတယ်ဟဲ့လောက်လိုက်လေရမင်းလေးလုံးလိုက်မလားငါပဲတီးတက်လိုက်နဲ့ကြမ်းရမှာโอเคငါပြောသေးနေတော့တောင်တလုံးမြောက်တလုံးမျက်လုံးနဲ့လိန်မော်တီးနေရတော့ခြေထောက်လေးနည်းနည်းပဲခောက်နေတာပဲရှိပါတယ်ကျန်တာတော့အကုန်ကောင်းပါတယ်ကျွန်တော်โอเคပွဲစချိန်3နှစ်3မြစာကြီးโอเคငါပြောသေးနေနေတော့ကျွန်တော်အရင်ဆုံးသူ့ရဲ့ကြော်ဟိုဂန်ဒလင်းဟိုပါစူပါမန်လက်သီးနဲ့ရင်ထိုးတယ်ဒါပေမဲ့ဟိုဘိုက်ဆယ်ကင်းနဲ့ထက်ကန်ပေးလိုက်တယ်ဗျာဖုံးဆိုပြီးတော့ဒါပေမဲ့သူဆောင်းရမ်းနာဟာဘာလို့လဲသူ6ထောက်အရင်တော့ကြိုးထားတဲ့6ထောက်နဲ့ကန်တာဆိုတော့ကြော်တွေโอเคခုဆိုနှစ်ယောက်စလုံးလွင်းသွားတယ်ဒါပေမဲ့လဲကြော်တွေကြော်တွေဟွာပေါ့ဗျာကြော်လိန်မော်တီးကကန်လိုက်တာဗျာကြော် strawberry ကိုသွားထိတယ်ဒါပေမဲ့ strawberry ကနေတော့ပြန်ကန်ပေးလိုက်တယ်โอเคခုဆိုရင်တော့ကျွန်တော်လိန်မော်တီးနေနေတော့နည်းနည်းနာပါအတွက်ကျွန်တော်စေးဝါဝလာပြီးတော့ကူပေးလိုက်ပါတယ်โอเค let's go ခုမှဆိုရင်တော့လိန်မော်တီးနေနေတော့နည်းနည်းဒိုင်ယာတပတ်ဝါနဲ့ကျွန်တော်ဝါဖြစ်သွားတယ်ကျွန်တော်6ဟိုပြတ်သွားတယ်ဒါပေမဲ့ကျွန်တော်လိန်မော်တီးပဲနိုင်မှာငါပြောပြင်းနိုင်မလားကြည့်ရတဲ့အချိန်မှာပဲကျွန်တော်ငါပြောတီးကနေပြီးတော့ထိုးလို့ရှိသေးတယ်လိန်မော်တီး6နဲ့အထိုးမဲ့ကန်လိုက်တယ်ဗျာအမယောစပလက်ရှစ်ဘောတဲတဲ့ကန်လိုက်တယ်မြင်ရောင်လိန်မော်တီးကနေပြီးအောင်သွားလို့တို့လက်ကြီးနဲ့တစ်ချက်ပြစ်ထိုးလိုက်တယ်ဗျာโอเคမလို့လိန်မော်တီးငါပြောသေးတယ်လက်နဲ့ပြစ်ထိုးလိုက်တဲ့အချိန်မှာပဲကျွန်တော်လိန်မော်တီးမရှော့ဘဲနဲ့ကျွန်တော်ငါပြောသေးလက်ကကျိုးသွားပဲဗျာโอเคဒါပေမဲ့လိန်မော်တီးမောက်သွားတယ်အားပြပါဘူးလိန်မော်တီးမောက်လဲကျွန်တော်စေးတက်ဖွဲ့တစ်ခါလဲလာထိုးပေးမှာပါโอเคကျွန်တော်ဒါကတော့ခုကတော့နည်းနည်းလေးပေါ့ရှော့ပေးရတဲ့အတွက်ကျွန်တော်နှကောင်စလုံးနူးတဲ့အတွက်ကျွန်တော်စေးတက်ဖွဲ့တစ်ခါလဲအစင်းသစ်ရှိပြီလားပါဒါโอ
okay တိုင်းဆိုကျွန်တော်ပထမပွဲတော့ကျွန်တော်စေးတက်ပွဲမရှိဘူးဗျတို့တင်ပါပဲထိုးပေးတာဗျ okay ခုဆိုရင်တော့ဖြင့်ဒိုင်ကကျွန်တော်အိပ်ပြီးတော့ကြည့်နေရပါ okay ဒိုင်လည်းဖျားတန်ရသူဘယ်ချင်းသူခေါင်းပေါ်ကြာလာမဆိုခုငါပြောသေးရတော့သူလက်ပြတ်သွားတယ်စိတ်အောင်ဆောင်းရမ်းတို့ပြသူဟွာပေါ့ဗျာသူထိုးတာပဲမဆောင်းတော့ဘူးသူများထိုးတာပဲဆောင်းမယ်ဆိုပြီးတော့ဆောင်းနေချင်ပါပဲမြန်မာလူကြီးသူမထိုးဘဲနဲ့ငါပြောသေးရမြန်မာလူဝင်ထိုးလိုက်တယ်ဒါပေမဲ့ဟိုကောင်ဒါပဲလေအကွက်ပြပြီးငါပြောသေးပိတ်ထိုးလိုက်တယ်ပိတ်ကန်လိုက်တယ်အမငါပြောသေး Camberley I'm a fly ဆိုရင်မိုးပေါ်ရမြန်မာလူတက်ကြွသွားတယ်ဗျာ okay ပြီးရင်တော့မြန်မာလူကြီးပြန်ကြလာပဲဖြစ်ပါတယ်အမအိုးပိုးအမခါကြိုးသားတယ်ဗျာငါပြောသည်နေနေကတော့ဘာမှမလုပ်ရသေးပါပဲနတ်ပြည်ကိုရောက်ပြီးတော့တခါတည်းနေပံကိုမြင်ပြီးတော့ကျွန်တော်တခါကားကြိုးရပါအော်ကောင်းနေပြီးတော့မင်းလားငါပြောသည်ဆိုပြီးတော့အမကျင်းနေတိုးတယ်ဗျာဟုတ်တယ်တိုးရတယ်အမ तू ကခါကြိုးသားတယ်ဗျာဒါပေမဲ့လေ तू ကချန်ပီယံဟိုပါဗျာဒီဒုတိယပွဲမှာနိုင်ချကြည့်သွားတဲ့အတွက်သူ့ကိုဟိုဆေးထိုးပေးလိုက်ပါတယ်ဆေးတက်ဖွဲ့ရကြောတွေခင်ငါပြောသည်ကတော့ကျွန်တော်စိတ်မကောင်းတာနဲ့ပဲရှော့သားရပဲဖြစ်ပါတယ်အကြောင်းမလို့ငါပြောသည်ကိုအသေးရှော့အောင်လို့ဆိုပြီးလက်ဝိတ်မဟုတ်ဘဲနဲ့ကျွန်တော်သူ့ကိုဓာကြီးပါပေးလိုက်ပဲဗျာကျွန်တော်โอเคကျွန်တော်လက်ဝိတ်ပွဲကနေပြီးတော့သူ့ကိုဓာကြီးပါပေးလိုက်တယ်โอเค let's go ဓာကြီးပါပေးလိုက်တယ်အမတိုးမဲ့ချိန်မှာပဲငါပြောသည်ကနေပြီးတော့မင်းတော့ကွာယူတပ်โอเคဒါပေမဲ့လည်းသူ့ရဲ့ခြေထောက်ကိုထိုးမိသွားပါတယ်ဒါကျွန်တော်โอ้ยအမသူ့ရဲ့ဒါမြန်မာလူလွင့်ထွက်သွားတယ်ဗျာလွင့်ပြီးတော့ကျွန်တော်မြန်မာလူပျောက်သွားတယ်ဗျာအမသူကန်ရမရှိတော့ချင်ပါပဲငါပြောသေးရဲ့ခေါင်းကိုကန်ပြီးတော့ကျွန်တော်တခါတည်းအုတ်ထုတ်ကိုချွတ်ထလိုက်တယ်ဗျာဖတ်ဆိုရင်အုတ်ထုတ်ကနေပြီးတော့မြန်မာလူတရေ6တာလားဆိုလက်ကိုဖြောက်လိုက်တယ်ဖြက်ရှောသားဗျာငါပြောသေးနေနေတော့စိုးဆက်ပါကျွန်တော်ငါပြောသေးနေနေတော့စိုးဆက်ဖြစ်ပါတယ်โอเคခုနကလက်ပြတ်ပြီးတော့ကျွန်တော်ခြေကျိုးပြီးတော့အုတ်ထုတ်လေးပါကြွတ်ပြီးတော့ရှောသားငါပြောသေးပါဒါပေမဲ့လေကျွန်တော်တို့လိမ္မော်တီးရဆိုရင်တော့ဖြစ်ရင်1-1နဲ့9-1ဖြစ်ပါတယ်โอเคဒီတော့9ပွဲရှင်းတဲ့ထိုးသတ်မဲ့ပွဲမှာတော့ဒုတိယတစ်ချီပြီးဆုံးသွားပြီပဲဖြစ်ပါတယ်โอเคရှုံးသွားတဲ့ငါပြောသေးအတွက်ကိုလည်းကျွန်တော်တို့ကျွန်တော် sorry ပါလို့ပြောပေးကြပါကျွန်တော် comment ထဲမှာโอเค let's go အုတ်ထုတ်ကတော့သူလည်းဟွာပေါ့ဗျာအုတ်ထုတ်ကတော့တစ်ခါလေးချွတ်လိုက်တော့မယ်โอเค let's go ပြီးရင်သူအနေနဲ့ကျွန်တော်စိုးဆက်ပါโอเคlet's go ငါပြောသေးရတော့ကြော်ရဟွာအေးဂျန်နယ်လေးရှော့တာပြီ okay ဒီတော့ပထမတစ်ချီပြီးသွားတယ်လိမ္မာသီးကနေပြီးတော့ပျော်ပြီးတော့ဂျုံထိုးတယ်ဒါပလဲဂျုံထိုးပြီးတော့သူတတိုင်မှာကြော်သွားတယ်ဗျာ okay တတိုင်ရောက်သူမထိလိုက်တာကန်ကောင်း okay ဒုတိယတစ်ချီထိုးတတိယတစ်ချီထိုးတတ်မဲ့လူတွေကတော့ကြော်ရokay မောင် raspberry နဲ့ကြော်ရမောင်ဘာလို့လဲဆိုရင်တော့ဖြင့်မတ်တော့ဘကကွန်းတော့ဗျာပြောင်းမှုတော့ဖွဲ့ပဲဖြစ်ပါတယ်ပြောင်းမှုอ่ะဆိုရင်တော့ဖြင့်သူ့ရဲ့ double အစွမ်းရှိပါတယ်အဲ့ဒါဘာစွမ်းလဲဆိုတော့သူကတော့တခါတည်းအလူမီဖုတ်လုပ်ပြမယ်အစွမ်းပါကြော်ရီအလူမီဖုတ်လုပ်ပြမယ်အစွမ်းလေးဖြစ်ပါတယ်ဒီကောင်ကတော့ okay သူအနေနဲ့ကြော်ရီမီးကိုပြစ်လိုက်တယ်အမမီးကလေထဲမှာပဲငိမ့်သွားတယ်ဗျာအမ strawberry ကိုသွားထီတယ်ရောအမပြစ်တဲ့အချိန်မှာပဲငိမ့်သွားတယ်ဗျာဟိုကောင်ကလည်းဘယ်ရမလဲဟိုကောင်ကလည်းသူ့ရဲ့လေတိုက်ခွန်းနဲ့အိုးစပလာပလုံးဝုံဆိုပြီးသူကနေပြီးတော့မော်တွေပါပြတယ်အမဝုံဆိုပြီးနှစ်ချက်တက်ပြတယ်ဝုံဆိုပြီးတော့ကျော်ရီငါပါဘောဗျာကုန်းကုံမောင်းလုပ်လိုက်တယ်ဝုံကလည်းဟာမင်းအဲ့လိုလားဆိုပြီးတော့မင်းအဲ့လိုလားဆို slow motion ကွက်ကိုထုတ်သုံးလိုက်တယ်ဗျာ तू ကဘယ်လိုလုပ်လဲဆိုတော့သူကအမြင်ဆုံး तू ကအရင်ဆုံး तू ကဘာလုပ်လဲဆိုတော့ तू မြေကြီးကိုတေးကြအောင်ဆောင်းလိုက်တယ်ဗျာokay ဒါအဲ့တေးချောင်းဆောင်တော့မသိရ raspberry ကတ်သွားတဲ့အချိန်မှာပဲကြော်ရီခိုင်းသွား6ကန်ဖို့ဆိုကန်လိုက်တယ်ဗျာပြီးဝိဆိုလွင့်ထွက်သွားတယ်ဗျာ raspberry ကနေဆိုရင်တော့ဖြင့်ကိုရတကောင်းကိုခံလိုက်ရပါတယ်အဲ့မဲ့ raspberry ကမိုးပေါ်ပြန်နိုင်တဲ့တော့ရောစပတ်ဆိုပြီးတော့spray key တွေပါဖြစ်ကုန်တာဗျာ spray key ပေါ့ဗျာ okay spring key တွေပါရနေအချိန်မှာပဲ raspberry ချက်ကန်တယ်ဟိုမဲ့အမကြော်ရီကိုကနေပြီးဖင်ဆောင်ကန်လိုက်တယ်ဗျာအမကြော် raspberry နေနေကတော့အသက်ကြီးရမှာပြက်စီးသေးဦးဆိုတဲ့သဘောနဲ့သူ့ရဲ့မော်ဆွမ်းထုတ်သုံးတော့ဖြစ်ပါတယ်ခုဆိုရင်တော့ဖြင့်သူ့ရဲ့မော်ဆွမ်းတော့လေတိုက်ကွက်ဖြစ်ပါတယ်ယော့အမကြော်ရီဟောဗျာကုန်းဝင်ကြော်တခါတည်းကြော်လေးစုဝါးနဲ့ချထားလိုက်တယ်ဗျာအမကုန်းရလွင့်သွားတယ်ဒါပေမဲ့သူ့အနေနဲ့ကတော့ကြော် raspberry အနေနဲ့ကတော့သူ့ရဲ့အကွက်ဖြစ်တာကြောင့်ပါထိခိုက်တယ်မှဖြစ်သွားပါဘူး okayကိုကျမဆိုရင်တော့ဖြင့်ကြော်ရီမီးအတိုင်းကွက်နဲ့ဆရာနေချလိုက်တယ်အမ raspberry တို့တီးသွားတယ်ဗျာ raspberry မီးကျွမ်းသွားဖြစ်ပါတယ် okay raspberry အနေနဲ့သူ့အနေနဲ့ကြော်ရီကြော်ရင်ချတယ်အမကြော်ရီတခါလေစိန်ညမီးထားလောင်နေဗျာအမဘာမှတော့ဖြစ်ပါဘူးဗျာဒီစိန်ညအဆင်ပြေပါတယ်ကြော်ရီ okay မီးလောင်တာကိုရက်တက်လိုက်တယ်ဗျာမြန်မာလူ okay ခုချိန်မှာဆိုရင်တော့ဖြင့်ကြော် raspberry အနေနဲ့ကတော့မီးဆွဲသွားပြီပဲဖြစ်ပါတယ်ဒါမှမဟုတ်မီးကစိန်ညထပ်ဆွဲတယ်raspberry အနေနဲ့ကလည်းကြော်ရီမီးငိမ့်သွားပါပြီ okay let's go ဒီ
ဒီပုံးနေလဲမီးငိမ့်သွားပါပြီโอ้ยတက်ငိမ့်နေโอเคโอ้ยဒီတကတော့မီးသက်တာနဲ့ကိုချိန်ကုန်နေပါပြီโอเค raspberry အနေနဲ့ရှောသားကြီးอ่ะကျွန်တော်နေအောင်ကျွန်တော်မီးငိမ့်တာနဲ့ကိုကြာနေပြီပဲကျွန်တော်အနေနဲ့โอเค let's go ဒီဟိုကုန်းကမီးငိမ့်နေဗျာမီးကိုကုန်းကိုငိမ့်ပေးလိုက်ပြီအမ raspberry မီးထက်လောင်တယ်မီးထက်လောင်ထက်ငိမ့်သွားတယ်အားထက်လောင်တယ်โอเคကုန်းတော့ကျွန်တော်တခါတည်းပယ်ဖြတ်လိုက်ပါပြီโอเค let's go raspberry အနေနဲ့ကတော့မီးလောင်ပြီးရှော့ရတယ်ဗျာအမကျွန်တော် raspberry လည်းပျောက်ဆုံးသွားပါပြီโอเคခုနိုင်ရရှိသွားတဲ့ချိန်ကတော့ကျွန်တော်ဟိုကုန်းပဲဖြစ်ပါတယ်လက်ကုန်းတဲ့နဲ့ကြားတင်ပါတယ်သူ့ရဲ့မီးဆွမ်းတော့ဆောင်ရကျန်းလို့နေဗျာโอเคသူအနေနဲ့ပျော်ပြီးတော့ကျွန်တော်ဒီခါရဲနောက်ပြန်ကျွန်းထုတ်လိုက်ရဗျာအမကျွန်တော်တော်တည်းတတိုင်းနဲ့မထီရသေးတော့မှာကျွန်တော်โอเคဒါကတော့ကျွန်တော်ရဲ့ပထမပိုင်းလေးလည်းပြီးဆုံးသွားပြီဖြစ်ပါတယ်โอเคHarper ကတော့ကျွန်တော် Harper အနေနဲ့တော့ကျွန်တော်တကယ်ခေါင်းဆောင်နှစ်ယောက်ကြံပါသေးတယ်ခေါင်းဆောင်ရဲ့ညာလက်ယုံရှောသားကြီးဘယ်လက်ယုံကြံသေးတယ်ဒီမှာခေါင်းဆောင်ရဲ့ညာလက်ယုံတော့မရှောပါဘူးကျွန်တော်ဘယ်လက်ယုံတော့ထက်ကြံနေပါတယ်โอเคသူဆိုရင်တော့နောက်နဲ့ဘယ်ကောင်နေနဲ့တိုးတက်အောင်လဲဆိုတာကြည့်ကြသေးရပါဗျာโอเคကျွန်တော်ခုနဆိုတော့ကျွန်တော်တို့မပတ်ကဆိုရင်တော့ဖြစ်ခေါင်းဆောင်ကျွန်တော်ကြံသေးတယ်ပြီးရင်ကျွန်တော်ရဲ့ဘယ်လက်ယုံဖြစ်တယ်ကျွန်တော်ဒီမောင်မန်ကိုလည်းကြံပါသေးတယ်โอเคကျွန်တော်ခုဆိုရင်တော့ဖြစ်အပိုင်းတိလေးလည်းပြီးဆုံးသွားပြီဖြစ်ပါတယ်ဒိုင်းနေနဲ့တော့သူ့ရန်မှုပြီးအိတ်နေတာပါကျွန်တော်ဒိုင်းအခုမြန်မာလူကြီးနိုးလာပါပြီဒါမှကျွန်တော်6တော့ကျိုးကြီးပြန်လဲကြပါတယ်ဗျာโอเคဒီနေ့ဗီဒီယိုတက်တော့ပါကျွန်တော်ဗီဒီယိုကြိုက်နေတဲ့ like and subscribe လုပ်ရအားလုံးပဲတက်တာပါနောက်ပြဘိုင်ဂျော်ဒီဒါကတော့ပတ်ဝန်းရဲ့ပတ်တူးမှဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီဟောဗျာမုတ်စိတ်ပွားနဲ့ဒီခေါင်းဆောင်နဲ့ထိုးမယ်ပြီးရင်ကျွန်တော်ဒီကောင်မန်ကိုနဲ့ကျွန်တော်ခေါင်းဆောင်နဲ့ထထိုးမှာပါโอเคဘိုင်